အသက်ကိုဆိုင်မှာသွားရှူကြရတော့မယ်ဆိုလို့မောင်တာချူတစ်ဟူယေ5 ဆန်နီလောက်တော့ရှိသွားပြီထင်ပါရဲ့သတင်းအတူထွားလေးတစ်ပုတ်ဂျာနယ်စာမျက်နှာတွေပေါ်မှာဖတ်ခဲ့မိလိုက်တာကိုအခုပြန်ပြီးသတိရနေပြီရဲ့သတင်းကအေးရခက်ငိုရခက်သတင်းမျိုးပါဘူးရဲ့အောက်ဆီဂျင်ပါတဲ့ကဲမခဲဘူးလားနော်စက်မှုနိုင်ငံကြီးတွေမှာအောက်ဆီဂျင်ဘားတွေတစ်ခုပြီးတစ်ခုပေါ်ထွန်းနေပြီတဲ့ကူရဲ့အောက်ဆီဂျင်တန်ကိုဝါဝလင်းလင်းရှူမဲ့လူကကောင်တာမှာအသာလေးထိုင်ရတယ်ပြီးရင်ဓာတ်ငွေ့ပိုက်ကလေးကိုအသာဆွဲရှူ10 မိနစ်ကိုစင်ကာပူဒေါ်လာ$1လောက်ကျတယ်ဆိုလားအဲ့လိုအောက်ဆီဂျင်ဘားတွေမှာတာမန်ပြည်သူလူထုပြင်နာမည်ကျော်တွေလည်းလားလာပြီးထိုင်ကြရှူကြတယ်ဥမာဂျူလီယာရောဘတ်ပေါ့ Pretty Woman တို့ Notting Hill တို့ Mona Lisa Smile တို့လူရှင်ကားတွေမှာနာမည်ကြီးခဲ့တဲ့မင်းသမီးဂျူလီယာရောဘတ်ဒီနောက်တစ်ခါနာမည်ကျော် pop မင်းသမီး Britney Spears ပေါ့အောက်ဆီဂျင်မှာလာလာပြီးအောက်ဆီဂျင်ရှူရတယ်လေတန်ကိုသူတို့အဆုပ်တွေရှူသွင်းညလိုပဲပေါ့စလိန်ငွေတွေဆက်ယုံအလုပ်ယုံပေါင်းယုံငွေတွေအနံ့တွေကြော်ကြလော်ကြกินကြဖုတ်ကြရင်သားမျိုးစုံကိုမောင်းနေကြကထွက်လာတဲ့မြတ်အခိုးငွေအနံ့တဲ့စတာတွေနဲ့ကမ္ဘာလေထုကမတန့်စင်တော့တာအမှန်ပါပဲပါကစ္စတန်မှာနှစ်စဉ်လူ22,000လောက်တည်ဆုံးနေတာလေကြောင်းနဲ့အီရန်နိုင်ငံတီဟီရန်မြို့မှာတစ်လလူ3,000လောက်တည်ဆုံးနေတာလေကြောင်းစတဲ့သတင်းမျိုးတွေကိုလည်းကိုတို့ဖတ်နေခဲ့ကြတာပါပဲပြီးတော့အောက်ဆီဂျင်ကတာမန်လေထဲမှာ21%လောက်ပဲရှိတာတဲ့ဘူးရဲ့ဒါကြောင့်အောက်ဆီဂျင်ဘားတွေမှာအသက်သွားရှူဖို့လုပ်လာကြတာထင်ပါရဲ့နေ့ဘူးသတိထားမိမလားတော့မသိခြေကင်းလက်ကင်းတာလို့ကိုရိုမိသားစုတွေလမ်းလျှောက်ထွက်ခဲ့ကြတဲ့အခါအသက်ကိုစနစ်တကျနဲ့တေးသေးချာချာရှူဖို့ကိုတွတ်နဲ့တိုက်တွန်းတာလေမန်းလေးကျုံးမေးဝယ်ရောက်ချောင်းသာကမ်းကြီးကိုပဲရောက်အင်းအားကံမောင်ရိုးပဲရောက်မိထီလာကံပလန်းကိုပဲရောက်ပကံညာဦးတစ်ဝိုက်ကထနောင်းမင်းနှန်းတွေရှိရကိုပဲရောက်မြို့ပြင်ရွာပြင်ကလေခွင်းပင်ကြီးတွေရှိရစီပဲရောက်တနေရာမှာရက်ပြီးကိုကတော့လေကိုတအားရှူခိုင်းတာပဲကိုတို့တွေကအလုတ်သမားကလည်းအလုတ်သမားအလျောက်ကျောင်းသားလည်းကျောင်းသားအလျောက်ကိုကိစ္စနဲ့ကိုလုံးလည်လိုက်ရင်အသက်ကိုကောင်းကောင်းရှူဖို့မေ့နေကြသလိုပဲ24 နာရီတည်းမှာ10 မိနစ်15 မိနစ်လောက်တောင်မှအောက်ဆီဂျင်ကိုဝဝလင်းလင်းရှူသွင်းမိကြရလားမပြောတတ်ဘူးတွိုင်းလာရင်လုံရင်းကန်ရင်တကယ်ကိုမှရှူတယ်ဆိုရုံလေးအသက်ရှူတယ်ဆိုတာကစနစ်တကျသင်ပေးရတဲ့ကိစ္စဆိုပါလားကိုရဲ့အရီဇိုနာတက္ကသိုလ်ကဒေါက်တာအန်ဒရူးဝေးလ်ကအသက်ရှူနေကိုသင်ပေးနေတယ်လေဒုတ်စိတ်တက္ကသိုလ်ကဒေါက်တာဂျွန်စကီဗစ်ကလည်းသင်ပေးနေတယ်ဆိုပဲဝါရှင်တန်မှာရှိတဲ့စိတ်နဲ့ရုပ်ပိုင်းဆိုင်ရာဆေးပညာဌာန Center for Mind and Body Medicine ကညွှန်ကြားမှုချုပ်လည်းဖြစ် Georgetown ဆေးတက္ကသိုလ်ကပါမောက္ခလည်းဖြစ်တဲ့ James Gordon အသက်ရှူနေမှန်ကန်မှုကိုလမ်းညွှန်ခဲ့လိမ့်တယ်ဝမ်းမိုက်ကြီးတစ်ခုလုံးစံကားသွားတအားရှူသွင်းလိုက်ရတာတဲ့ပြီးရင်လေကိုချက်ချင်းမှုတ်မထုံနဲ့အတက်နိုင်ဆုံးဝမ်းကောင်းထဲမှာထိန်းထားပြီးတဖြည်းဖြည်းမြင်းလှော်ရတာမျိုးတဲ့အဲ့ဒီကတကူလုံးအနှက်အောက်ဆီဂျင်တွေရောက်သွားတယ်လေ
နှလုံးခုန်လုံးကလည်းနှေးကွေးသွားလေတဲ့သွေးပေါင်ကလည်းရော့ကျသွားလေတဲ့ကြွက်သားတွေလည်းပျော်ပြောင်းသွားလေတဲ့စိတ်တော်ကတွေလည်းပြေပြောက်သွားလေတဲ့တိတ်ကောင်းတဲ့လေ့ကျင့်ခန်းပဲနော်အဲ့ဒါ2001 February Reader's Digest ကအချက်လက်တွေပေါ့ကိုတိတ်ကြိုက်သွားမိတာပဲကိုရိုခေအထူးသဖြင့်မျိုးရခေလူသားတွေဟာတိုက်ခန်းအိမ်ငန်းလေးတွေထဲမှာစာရေးဆိုရဲမှာအလုပ်ဆိုရဲမှာဘတ်စကားပေါ်မှာစာသင်ခန်းထဲမှာကွန်ပျူတာရှေ့မှာဇီယန်ထဲမှာတကုတ်ကုတ်တစ်လုံးလုံးနဲ့သွားလာနေထိုင်ရင်အသက်ကိုသေးသေးချာချာရှိဖို့မိနေကြဘူးလေဒါကြောင့်မို့လမ်းလျှောက်ထွက်ပြတဲ့အခါကိုကအသက်ကိုအားရပါရှူခိုင်းတာပေါ့တဖြည်းဖြည်းမြင်းပြီးရှူသွင်းသူ့လိုတဖြည်းဖြည်းပြန်ထွက်သွားမှလေးကိုအတတ်နိုင်ဆုံးထိန်းထားကနည်းနည်းချင်းပြန်ရှူတော့အောက်ဆီဂျင်ဟာဟိုးခြေတန်းပြလက်တန်းများတွေရောသွေးကြောတွေကတစ်ဆင့်ရောက်သွားလို့ထင်ပါရဲ့လူဟာတအားကိုလန်းဆန်သွားတော့တာပါပဲမိသားစုတိုင်းဟာအစင်ပြေတဲ့အချိန်လေးကိုရွေးပြီးဒီနေ့10မိနစ်ပဲဖြစ်ဖြစ်15မိနစ်ပဲဖြစ်ဖြစ်အသက်ရှူကြရင်ဘယ်လောက်ကောင်းမလဲနော်အောက်ဆီဂျင်ဘားတွေစီသွားဖို့မလိုတော့ဘူးထင်ပါတယ်ခွေ The Modern Times 2010အောက်တိုဘာ19ရက်အသက်ကိုစိုင်မှာသွားရှူကြတော့မယ်ဆိုလို့မောင်တာကျူ